အာကာသတွေကမရေမတွက်နိုင်တဲ့ကျယ်အစုဝေးတွေကို Galaxy လို့ခေါ်တယ်။ကျွန်တော်တို့ရဲ့ကမ္ဘာကြီးပါဝင်တဲ့ Galaxy ကိုတော့ Milky Way လို့ခေါ်ပြီးတော့ကျွန်တော်ကမ္ဘာကြီးကိုတော့ညီမလေးလို့ခေါ်တယ်။ရိုဟိရဲ့အဖေကသိပ္ပံပညာရှင်တူဦးဖြစ်ပြီးတော့အားရင်အားသလိုဂျိုသားတွေကို EDN နဲ့လှမ်းပြီးတော့တီးပြရတဲ့သူပါ။မိမလည်းကိုဝင်ကြီးနဲ့ဆိုတော့ညဆိုအားနေတာပေါ့။အခုလည်းအကွက်ဆန်းနေပြလိုက်တော့ဂျိုသားတွေဆောက်ရမ်းနေကြွေးပြီးတော့ဟိုဘက်ကနေပါတီပေးဖို့လှမ်းပြီးတော့ကမ်းလှမ်းတယ်။ဒီအကြောင်းကိုအာကာသစခန်းမှာတွားပြီးတော့မယုံနဲ့ပြင်ဝိုင်းပြီးတော့အားခံလိုက်ရတယ်။စိတ်ရင်းနဲ့လင်မယားနဲ့ပြန်လာခဲ့လိုက်ရင်လမ်းမှာဂျိုသားတွေတကယ်ဆင်းလာတာကိုတွေ့လိုက်ရပြီ။ Marshmallow အိန္ဒိယဘာရှင်လေးကလည်းငါတို့ရဲ့ကဘာပေါ်မှာဂျိုသားတွေဆိုပြီးလက်ထွက်ပြလိုက်တာတခါတည်းဂန့်သွားတယ်။မိမဖြစ်တဲ့သူကလည်းပြုတ်ကြတော့ကောင်းကောင်းမကြပဲနဲ့ကက်တရလန်ကိုဘိုက်နဲ့ပြေးထောက်တယ်။အဲ့မှာပဲမွေးလာတဲ့ကလေးကကြက်မပြေတော့ကလေးနာမည်ကရိုဟစ်လေးကသားဖောက်ရင်6ရောက်လောက်ကြာလာရမယ့်အရွယ်မှာတော့မှ6တန်းမအောင်လို့ကျောင်းအကြီးကိုမနဲ့ငိုယူပြီးတော့9တန်းကိုတင်ခိုင်းထားရတယ်။ဒါပေမဲ့သူကကြက်တာမပြေတာ9တန်းခန်းထဲမှာတော့အဝါသင်းကောင်းဆောင်တခါလဲကလေးကိုလှုပ်ပြီးတော့ရက်ွက်ထဲမှာပတ်ပြီးတော့ကျန်းတယ်။အခုလဲတရားပေါ်မှာဘိုက်ကာရီနဲ့တိုးပြီးကြက်မပြေပေမဲ့စာမသေးတဲ့ရိုဟစ်ကဘိုက်ကာရီကိုဘိန်းကြီးစီးရတိုင်းမြို့လေကောင်မှာလီဘာပုတ်ပြီးဖင်မရတင်ကြောင်ရွှေကြိုးလေးဒူးနဲ့ပြေးတိုက်ပြီးတော့ရှင်းပြလိုက်တယ်။နောက်ပြီးတော့ကောင်မလေးတယောက်ကလမ်းလာမေးတဲ့ကိစ္စကိုမလိမ့်တပတ်နဲ့ရုပ်ရှင်ကိုလိုက်ပို့ခိုင်းလိုက်တယ်။နောက်ကြက်တာမပြေကလင်ကြီးကြရမယ်ဆိုတော့ထိတ်ဆုံးကကျွန်တော်တငယ်ချင်းတွေလိုပဲ။ကောင်မလေးတော့မသိချဘူး။သူ့ဘာသူကြက်မပြေလို့ကြောင်တောင်ဖြစ်နေတဲ့ရိုဟစ်ကိုရှင်းတော်တော်ပြောရတာပဲလို့ချီးကျူးလိုက်တယ်။ဒါပဲလားဆိုတော့မဟုတ်သေးဘူး။ညရောက်တော့ကလေးတက်တိုက်နဲ့ပါတီရီတက်ပြီးတော့ပွဲတွေခံကြပြန်ပြီ။ကောင်မလေးခင်ဗျကန်ဆိုးကျင်တော့ရိုဟစ်နဲ့သွားဆုံတယ်။အဲ့မှာပဲရိုဟစ်ကနွားလုံးနဲ့ရေထက်ချိုးပေးလိုက်တယ်။နောက်တစ်ရက်ကျအမေကတောင်းပန်ခိုင်းလို့ရိုဟစ်ကတောင်းပန်သာရေးပြီးတော့သွားပို့ဒါပေမဲ့ဘယ်နှမှာထားခဲ့ရမှမသိတာနဲ့ကားထိုင်ကောင်ကကောင်မလေးရဲ့ခေါင်းတက်တဲ့နေရာမှာပီကီနဲ့ပြေးကတ်တယ်အဲ့မှာပဲဘိုင်ကာကောင်ကရိုဟစ်ကိုတွေ့သွားပြီးတော့တေးပေါက်တိုင်းနာကျင်နေခဲ့တဲ့အမျိုးရင်းနဲ့ရှယ်ပြင်းတော့တယ်အမေဖြစ်တဲ့သူကကြောင်းထီလိုက်လာထမိန်ကတောင်းကြိုက်ပြီးတော့ဘာပြီးတော့တိတ်မားနေပြီဆိုပြီးကြမ်းကြောင်းတိုင်းနဲ့ထွက်ရှင်တော့မှကောင်မလေးကအကြောင်းစုံတီးပြီးတော့ရိုဟစ်ကိုတနာသွားတယ်အဲ့လိုတနာသွားပြီးတော့နောက်တစ်နေ့မှာပဲကောင်မလေးကစပိန်တစ်ဝဲပြီးတော့ရိုဟစ်ကိုသွားချော်တယ်ရိုဟစ်ကတော့စိတ်ဆိုးတယ်ဟဲ့ဆိုပြီးနှခမ်းဆူပြီးတော့မူးနေတယ်အဲ့မှာပဲကောင်မလေးကစိတ်ဆိုးပြအောင်ဟဲ့ဆိုပြီးဘာမဆိုင်ညာမဆိုင်လူကြီးပါတီကိုခေါ်သွားလိုက်ရတယ်စိတ်သာဆိုးနေရိုဟစ်ကပါတီမှာတော့အသေးကဲဖေးလူသားလေးဒါမျိုးကြောင့်မြူးလို့အဖွဲတဲ့ကလေးမလေးတယောက်ကလည်းလူကလက်တောက်လောက်နဲ့ကြက်မပြည့်တဲ့ကောင်ဆော်လိုက်ကြီးကစင်ရိုင်ကြီးပြစ်ခတ်ပြီးတော့တင်းပေးပလိုက်တယ်။မြောက်ပြီးရင်ဂွေးတောင်ကားရတဲ့ရိုဟစ်ချက်ချင်းလန်ငယ်မှာရီးသားစကားတွေပြေးပြောပြီ။ဟိုကလည်းအယူစိတ်ချမ်းသာရင်ကဘာကြီးအေဂျင့်နဲ့ဟဲဆိုပြီးချက်ချင်းလန်ငယ်အဖြေတွေကောက်ပေးပလိုက်တယ်။ဒါနဲ့လည်းမပြီးသေးဘူးအိမ်ထဲကိုဝင်ရောက်ခမတွေကိုမိတ်ဆက်ကြရင်လည်းရောက်ခမတွေကအပီတန်မတောက်ကြဘူးဆိုလို့တမိသားစုလုံးပိတ်ပန်ငေါက်ပလိုက်တယ်။အဲ့ဒီနောက်မှာပဲကောင်မလေးကိုခေါ်ကွန်ပျူတာတင်ခိုင်းမယ်ဟဲဆိုပြီးအိမ်ကဆက်ဖွင့် EDN ကိုကောက်တီးပြလိုက်တယ်။လူကသာကြက်မပြေရနော်ဒါမျိုးကြောင့်ဘယ်သူမှတင်ပေးကြမလို့အဲ့နေညမှာပဲဂျိုသားတွေရွာထဲဝင်လာလို့အုပ်ကြီးကဘောင်းဆိုင်ညာမဆိုင်ဟောလိုဝင်းပါတီ9ရက်ပေးပလိုက်တယ်။ပါတီတကပတ်ကြံလာတဲ့ဇိုးဘဲလေးရိုဟစ်အခုတစ်ခေါက်မေးရမလွတ်လို့မမြူးရတော့မမြူးရလို့တိုးနေရတဲ့ကြားတယ်ဘော်လာတကောင်အိမ်ရှိလာပြီးလေချွန်းနေလို့ဇိုးဘဲရိုဟစ်ကရေအိုးကိုရိုက်ခွဲပြီးတော့မောင်းထုတ်ပလိုက်တယ်။ညအကောင်ကတော့လူစုခွဲပြီးတော့တကောင်နဲ့ကြံနေခဲ့တဲ့ဂျိုသားလေးဂျာတူးဖြစ်နေတယ်။ရိုဟစ်ကတော့ထုံးစံတိုင်းဘော်လာသိရပြီဟဲ့ဆိုပြီးမကြောက်မလန့်နဲ့အိမ်မော်ခေါ်တင်ထားလိုက်တယ်။အဲ့ဝေကြီးတဲ့ရိုဟစ်ကဂျိုသားကိုဘာစားမလဲလို့မေးတော့ဟိုကနေအောင်ကြီးပဲစားတာအာဟာရဖြစ်ကြောင်းပြန်ပြောတယ်။ကျွန်တော်တို့အာဟာရဖြစ်မဲ့အရာတော့ညီမလေးရဲ့အပြုံးနေပေါ့။ကောင်မလေးခင်ဗျားတော့ကလေးတတိုက်ရဲ့အကျက်မပြည့်တဲ့ကြီးဘောကြီးရဲ့ဂျိုသားတကောင်ရဲ့နဲ့တော်တော်ကိုဟုတ်နေပြီ။ဘိုင်ကာကောင်ကရိုဟစ်ကိုမနာလို့ဖြစ်ပြီးတော့သူ့မိဘတွေကိုကောင်မလေးကိုတောင်းပြီးတော့သွားပြောတယ်။ရိုဟစ်ကလည်းစိတ်ထိခိုက်ပြီးတော့ဂျိုသားခံတွေကိုလားငိုတယ်။အဲ့မှာအမေဖြစ်တဲ့သူကရောက်လာပြီးတော့တားမိနေတော့အတူတူဖတ်ငိုနေကြလို့ဂျိုသားကောင်မျက်ရည်တွေဝဲသွားပြီးတော့မနဲ့ကြတော့အတွင်းအားရွှဲပေးပလိုက်တယ်။ဟောဇလန်ဒီမှာစပြီ။ရိုဟစ်ကမျက်မှန်မလို့တော့။ကျောင်းရောက်ချင်းပဲဆယ်တန်းပု္ပ္ပစာတွေကိုစိတ်နဲ့တွက်ပြနေလို့ကျောင်းအကြီးကမျက်လုံးတွေပြူးသွားရပြီ။ကွန်ပျူတာခန်းထဲမှာဆရာနှစ်ယောက်ကိုယ်တိုင်လိုက်ပို့တာတော့ကွန်ပျူတာဆရာရိုဟစ်ကိုအထင်သေးပြီးတော့ဖိုင်ကူးကြီးတွေထမေးပြီးတော့ပညာပြတယ်။ရိုဟစ်ကလည်းဒါမျိုးတော့ဘဲရမယ်။ channel မြန်မာဇကားဒေါင်းလေးနဲ့ပွန်းဟက်ကအကောင့်ဖောင်လေးတွေပါတခါတည်းအစ်စ်ပြောပြပေးလိုက်တယ်။အဲ့မှာအကုန်လုံးကဝိုးအမေးစီနေဖြစ်ကုန်ကြပြီ။ပြန်ထွက်မှလည်းဆရာကောင်မနေသင့်မှာဆိုပြီးတရားတွေချခဲ့သေးတယ်။ဗော်လီဘောကွင်းမှာလားပြောင်တဲ့ကောင်တွေကိုလည်းအညှို့ရည်နဲ့ရှယ်ပြင်းတော့တယ်။အားရှိရကွာဆိုပြီးလက်မောင်းညှစ်ပြလိုက်တာအင်ကြီးတွေပါပြဲကုန်ပြီ။ဒါနဲ့လည်းမပြီးသေးဘူး။အပြန်မှာကောင်မလေးကိုအတီပေါက်တွေဆွဲဖက်စိုက်ကြည့်ပြီးတော့ဒေါက်ကီတွေပစ်ထဲတယ်။ကောင်မလေးတော့ဆယ်ပြားလုံးနေတဲ့သူပဲတကယ်ကောက်သွားပြီဆိုပြီးဦးချောင်ချောင်လေးကြည့်နေတယ်အမေဖြစ်တဲ့သူကဖွက်ထားတဲ့ဂျိုသားကိုတွေ့ပြီးတော့ယောက်ျားဖြစ်သူကိုသတိရသွားတယ်။သူသားမက်ရှ်မဲလိုမဟုတ်ပါကြောင်းဖင်ပိတ်ညင်ရဲစခန်းနေပို့မယ်စွတ်လုံနေလို့မနေ့ကလိုက်ဆွဲထားတယ်။ကျောင်းကြီးကရိုဘစ်တို့ကျောင်းမှာကျန်းခဲ့တဲ့အကြောင်းတွေကိုဖုန်းလန်းဆက်တော့မှကျေးဇူးရှင်လေးဟဲဆိုပြီးပြေးဖက်တာ။တစ်ဖက်မှာလည်းဂျိုသားတစ်ကောင်ကျန်နေခံမှန်းသိလို့ရဲတွေကတမျိုးလုံးကိုပတ်စိတ်တက်ပြီးတော့လိုက်ရှာနေပြီ။ရိုဘစ်ကတော့လိုးနေတဲ့10ပြားတွေမဟုတ်နောက်ထပ်15ပြားလောက်ပိုးနေပြီမို့လို့ထိန်းလို့မရတော့ဘူး။ကာပွဲတွေဘာတွေပါဝင်းပြိုင်စင်မော်တွေတက်ကီမီကောက်တွေထောင်ထိုက်ကြည့်တိုင်းနေကျင့်ပြီးတော့ကောင်မလေးကိုထက်ချွေတယ်။ဒါနဲ့တင်အားမရဘဲနဲ့ဘိုက်ကာဘဲကိုလည်းဗော်လီဘောပြိုင်ဖို့မယ်ဆိုပြီးစိန်ခေါ်တယ်။နိုင်တဲ့လူသူကြီးဆောင်ကိုနမ်းကြီးတယ်။ကောင်မလေးကတော့သွားပြီဟဲ့ဒီဆောက်ယူကိုရီးသားတော်မိတာမှားပြီဟဲ့ဆိုပြီးငိုချင်းသွားတယ်။ဘူးစုခယူတွေနဲ့10ပြားရိုဟစ်တို့ဖွဲ့ထားတဲ့အတင်းကိုဘယ်သူမှအထင်မကြီးကြဘူး။ဒါပေမဲ့ပွဲထဲမှာဂျာရုရဲ့အစွမ်းအနေနဲ့လေဘော်တွေတက်ကိုပေါ်တိုင်းတွေတုံးပြီးတော့ဘိုက်ကာကောင်တွေကိုအပီဖျဲတယ်။မိုးအောင်လို့တေးရလေးတွေညိုလာတဲ့အချိန်ဂျာရုကဘက်ထရီခဏကုန်သွားပြီမဲ့အမီလိုက်ပြီးတော့နောက်ဆုံးတမတ်အတာနဲ့ကပ်ပြီးတော့အနိုင်ယူလိုက်တယ်။ကလေးတတိုင်းနဲ့10ပြားတော့မနိုင်ရကောင်းလားဟဲ့ဆိုပြီးဘိုက်ကာတွေကရှယ်လောင်းနေပြီ။အမေရိုဟစ်ကကောင်မလေးရဲ့လာနန်းတော်မခံမနဲ့ထွက်ပြေးနေတယ်။သူပေါ့
ကိုဆယ်ပြဒါနဲ့လည်းမပြီးသေးဘူးအယူမုံချောင်တသနာရှယ်ထုတ်ပြီးရှင်းပြနေလို့ရောက်ခမတွေလည်းဗသက်တွေပိတ်ကုန်တယ်အဲ့ဒီရောက်ခမတွေဆိုတာလေဟိုတစ်ခေါက်ကအပီတန်မတောက်လို့လာငေါ့ကြရရှိနေပြီးသားဖြစ်ချင်တော့ကလေးတွေကနိုင်ရောက်ထွက်တယ်နိုင်ရောက်ထွက်ပြီးအပြန်မှာဘိုက်ကားကြီးနဲ့တိုးတယ်နေကင်းကြောင်တော့ဆောက်ချက်ခွဲတော့ခွဲပြီးတော့ညရောက်မှဘွားလေးလို့မရတော့ဘူးအခုတော့ကျွန်တော်ပြေးနေရပြီဒါပေမဲ့ကလေးတွေကလည်းရိုဟစ်ဘော်ဘော်တွေအခြားပဲမဟုတ်ဘူးအဲ့တော့ရတဲ့တူးတွေကိုတုံးပြီးတော့လွတ်အောင်ပြေးကြတယ်ကိုလာရှူတို့ညီကိုတွေသတင်းရသွားပြီးတော့ကားတွေနဲ့ဝိုင်းထားတဲ့ကြားရပဲရိုဟစ်ကစော်လေးဝယ်ပေးထားတဲ့စပိန်လေးနဲ့ဂျာတို့ကိုဝင်ပြီးတော့ကဲသွားတယ်နောက်ဆုံးတော့ဘလုံးမတက်နိုင်တော့တဲ့အဆုံဂျာတို့ကိုပြန်ဖို့လုပ်ရတော့တယ်ရိုဟစ်က EDN တွေပြေးတည်နေတော့ကိုလာရှူတို့ကတရုံလုံးကလူတွေကိုတုံးပြီးတော့အိမ်ကိုဝိုင်းထားလိုက်တယ်ရိုဟစ်ကတော့ရောက်အောင်ပြေးဖို့ကြိုးစားပြီးမှဒင်းနဲ့အတီးခံလိုက်ရပြီးတော့နဖူးမှာပတ်ထုတ်ကတ်လိုက်ရတယ်ဒါမဲ့ဘယ်ရမလဲ तू ကရိုဟစ်ရက်ွက်ထဲအကြက်မပြေတဲ့10ပြားကောင်လေးကဂျိုသားကိုတလိမ့်ဆန်တဲ့ကောင်လုံးစမ်းသက်ခံအောင်ပို့ကြတော့မဲ့လူတွေလက်ထဲကနေမရရအောင်ကဲဖို့ကြိုးစားတယ်ဂျိုသားပဲဖြစ်ဖြစ်ကလေးတက်တိုက်ပဲဖြစ်ဖြစ်တငယ်ချင်းဖြစ်ရင်ပြီးရောဆိုရယ်ရိုဟစ်ကအသက်ဆွန့်ပြီးတော့ဂျာတို့ကိုရအောင်ဝင်လူတယ်ကိုလာရွှေတို့ကတရားရီဘာတွေချိုးပြီးတော့တားကြပေမဲ့ရိုဟစ်ပေါ်ကခေါ်ပဲလေးစောက်ခွက်ပြောင်းတာပဲခံလိုက်ရတယ်နောက်ဆုံးတော့ဂျာတို့လိုမျိုးနယ်ကဘာပေါ်ရောက်လာပြီးတော့ဂျာတို့ကိုပြန်ခေါ်သွားကြပြီအဲ့မှာဂျာတို့မရှိတော့ဘိုင်ကာကောင်ကသူတို့တွေလာဖျဲတယ်ရိုဟစ်ကလည်းဒေါသတွေထွက်ပြီးဘောလုံးနဲ့ပိတ်ကန်လိုက်တာဘိုင်ကာကောင်နောင်ကျုံးနဲ့12ပေါ်တော့လွှဲသွားတယ်အဲ့ကြမှာဂျာတို့ကရိုဟစ်စီမှာပြား20လောက်ချမ်းထားခဲ့တယ်ဆိုတော့တိလိုက်ရတယ်နောက်ဆုံးတော့ချစ်သူနှစ်ယောက်ကောင်းဝင်ကြီးကိုမော့ကြည့်နေနေပဲဇလန်းလေးကအဆုံးသက်သွားတယ်ကျွန်တော်လည်းတစ်ချိန်ချင်းတော့ညီမလေးရဲ့လက်ကလေးကိုဆွဲရင်းနဲ့ဂျယ်ရီဆုံနဲ့ကောင်းဝင်ကြီးအလောက်ငေးကြည့်ချင်ပါသေးတယ်ပြီးပြီ